You don't wanna be on my best side, that's why I'm sliding through. But you wanna be me three if I was you. အင်္ဂလိပ်လိုပြန်ဆဲကြမယ်လေစိတ်ခေါ်ရယ်စားတာပါအင်္ဂလိပ်လိုယဉ်ကျေးစွာဆဲကြရအောင်ပထမဆုံးတစ်လုံးက fuck my life fuck my life ဘလို့နေရာတွေမှာသုံးလို့ရလဲဆိုတော့ကိုကတခုခုကိုမကြိုက်တာဒါမှမဟုတ်ပေါ့နော်ကံမကောင်းတာဆိုလို့ရှိရင်သုံးလို့ရတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုအိယာထားတာနဲ့ပကံဆေးရတယ်ပြီးတော့အလုတ်သွားတယ်အလုတ်ကလည်းပဲကားနောက်ကျတယ်ပြီးတော့ပိုက်ဆံအေးကလည်းကြာပြောက်ခဲ့တာတွေတို့အဲ့လိုမျိုးတွေဆိုလို့ရှိရင်သုံးလို့ရတယ် fuck my life စောက်ကြီးမဆိုင်ဘူးဆိုတာကိုအင်္ဂလိပ်လို fuck it fuck it fuck it တင်ချာဆီယာမကတင်ချာတပုတ်တဲကိုပဲတွက်ပြပြီးတော့အပုတ်20လောက်အိမ်စာပေးတယ်ဆိုလို့ရှိရင်ပြောလို့ရတယ် the fuck အဲ့လိုမျိုးစလုံးတွေကဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုတော့ကိုကစိတ်အနှောက်အယှက်ဖြစ်တာမျိုးတွေဒါမှမဟုတ်သီးမခံနိုင်တော့တဲ့အခြေအနေမျိုးတွေမှာသုံးလို့ရတယ် the fuck ဟဲ့အဲ့ဒါဘာကြီးလဲအဲ့လိုမျိုးအံ့ဩတဲ့အခါမှာဆိုလို့ရှိရင်သုံးလို့ရတယ် what the fuck is that what the fuck is that what the fuck is that သိပြီးသားကိုအင်္ဂလိပ်လို I fucking knew it I fucking knew it အဲ့လိုမျိုးတွေကဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ကိုကစာမေးပွဲဖြေထားတယ်ကိုစာမေးပွဲကြားမိမှသိတဲ့အခြေအနေမျိုးတွေမှာသုံးလို့ရတယ်အဲ့လိုဆိုလို့ရှိရင် I fucking knew it ဒါမှမဟုတ်ကိုတငယ်ချင်းတွေနဲ့ပြိုင်ရင်းတဲ့အခါမှာဆိုလို့ရှိရင်သူပြောတာကိုသိပြီးသားဆိုလို့ရှိရင် I fucking knew it အဲ့လိုမျိုးသုံးလို့ရတာပဲဖြစ်ပါတယ် Okay ဆိုတော့နားလည်လောက်မယ်လို့မျှော်လင့်ပါတယ်ကို့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့တကယ်လို့ကို့အတွက်အကျိုးရှိရဆိုလို့ရှိရင် comment မှာ yes လို့မှတ်ခဲ့ပေးပါနော်တကယ်လို့ကိုကအင်္ဂလိပ်စာကိုလေ့လာတာဝါသနာပါတယ်တတိချာလေးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီ page မှာလာရောက်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့နောက်ထပ် video မှာပြန်ဆုံမယ်နော် bye bye